န်းနိုင်ရင်ကျယောဂစီတဲ့သူတွေယောဂဖြစ်နေတဲ့အချိန်မှာအသက်ရှူရမြန်ပြီးတော့ယောဂဝေဒနာအလျင်မြန်သက်သာစေဖို့အတွက်လိန်ဆေးနဲ့ရှူဆေးပြုလုပ်ပုံကိုမျှဝေပေးခြင်းပါတယ်ဒီဆေးပြုလုပ်ပုံကတော့ပထမဆုံးအနေနဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နာရာစီခံစားရတဲ့ယောဂတစ်ခုဖြစ်တဲ့ပန်းနိုင်ရင်ကျဝေဒနာရှင်တွေယောဂအမြန်သက်သာစေဖို့အတွက်ထိရောက်လွယ်ကူတဲ့အိမ်တွင်းကုထုံတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမကတော့တော်ဝင်မမပါတိုင်းစည်းပညာရှင်တယောက်ဖြစ်ပါတယ်ရှင်那件带开是将美对子那是一条三位阿西洋面的林港里飞美心的林港里飞美心古江马路西前面无边哎奶妈为有他我没家把你心很大一对子那心ပထမဆုံးအနေနဲ့ပန်းနိုင်ရင်ကျယောဂစီတဲ့သူတွေယောဂဖြစ်နေတဲ့အချိန်မှာအသက်ရှူရမြန်ပြီးတော့ယောဂဝေဒနာအလျင်မြန်သက်သာစေဖို့အတွက်လိန်ဆေးနဲ့ရှူဆေးပြုလုပ်ပုံကိုမျှဝေပေးခြင်းပါတယ်ဒီဆေးပြုလုပ်ပုံကတော့ပထမဆုံးအနေနဲ့ပယုတ်တစ်ချက်သားနဲ့မင်းတော်တစ်ချက်သားကိုပလင်းတစ်လုံးထဲမှာထည့်ပြီးတော့အဖုံးကိုလုံးအောင်ပိတ်ထားပေးပါပလင်းနဲ့ရဆေးတွေကိုအရေးဖြစ်သွားအောင်ပလင်းကိုလှုပ်ခါပေးပါပလင်းနဲ့ရဆေးတွေအရေးဖြစ်သွားပြီဆိုရင်တော့ပန်းနိုင်ရင်ကျယောဂနဲ့အဆုတ်ယောဂစီတဲ့သူတွေအတွက်အသုံးဝင်တဲ့ဆေးစီကိုရရှိပြီဖြစ်ပါတယ်ဒီဆေးကိုလိမ့်ဆေးဖြစ်အသုံးပြုပေးရမယ့်ပုံစံကတော့ပထမဆုံးအနေနဲ့နှမ်းစီ30စာကိုပွက်ပွက်စုအောင်ကြိုပေးရမှာဖြစ်ပါတယ်။နှမ်းစီစုပွက်လာပြီဆိုရင်တော့ခဏွေ့အနေထားအေးခံပြီးတော့ဒီဆေးစီကိုထည့်ပြီးတော့သမအောင်မွေးပေးထားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ပန်းနာရင်ကျယောဂရှိတဲ့သူတွေနဲ့အဆုတ်ယောဂရှိတဲ့သူတွေအတွက်အသုံးပြုနိုင်တဲ့လိမ့်ဆေးကိုရရှိပြီဖြစ်ပါတယ်။ဒီလိမ့်ဆေးကိုပန်းနိုင်ချက်ဖြစ်တဲ့အချိန်အသက်ရှူရခက်ခဲနေတဲ့အချိန်မှာကြောဘက်နဲ့ရင်ဘက်ကိုလိမ့်ပေးရမှာဖြစ်ပါတယ်။ပို့ပြီးတော့ကောင်းကျင်နေဆိုရင်တော့လိမ့်ဆေးလိမ့်ပြီးတော့ကိုယ်ရွက်ကိုကပ်ပေးခြင်းအပြင်လည်းပန်းနိုင်ချက်ယောဂကိုပို့ပြီးတော့သက်သာစေနိုင်ပါတယ်။နောက်တစ်ခုကတော့ရှူဆေးပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ရှူဆေးပြုလုပ်ပုံကတော့ဖလားတစ်လုံးထဲမှာရေနွေးပွက်ပွက်စုကိုထည့်ပြီးတော့ဖော်ဆက်ထားတဲ့ဆေးစီကိုထည့်ပြီးတော့ရှူဆေးမှိုင်းဆေးဖြစ်ရှူပေးရမှာဖြစ်ပါတယ်။အခုဆက်ပြီးတော့ပန်းနိုင်ရင်ကျယောဂအတွက်တောက်ဆေးပြုလုပ်ပုံကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။တောက်ဆေးပြုလုပ်ပုံကတော့ဂျင်းစိမ့်တတုရည်နဲ့ပြားရည်ကိုစားလူရောပြီးတမအောင်မွေးပေးထားမှာဖြစ်ပါတယ်။ဒီဆေးကိုတောက်သုံးပေးရမယ့်ပမာဏကတော့တစ်ချိန်တောက်ရင်ဆေးရည်လက်ဖက်စားဆုံးတစ်စုံကနေ3စုံအထိတောက်သုံးပေးနိုင်ပြီးတော့တစ်နေ့ကိုတစ်ချိန်ကနေ3ချိန်အထိတောက်သုံးပေးရမှာဖြစ်ပါတယ်။ဒီဆေးကိုပန်းနိုင်ရင်ကျယောဂအတွက်တောက်ဆေးဖြစ်အသုံးပြုပေးနိုင်တယ်လို့ရက်ဆေးဖြစ်လည်းအသုံးပြုပေးနိုင်ပါတယ်ရှင်။ခုလောက်ဆိုရင်တော့ပန်းနိုင်ရင်ကျယောဂအတွက်အသုံးပြုနိုင်တဲ့ထိရောက်လွယ်ကူတဲ့အိမ်တွင်းကုထုံတွေကိုတန်းသိသိရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ပြည်သက်ကြီးများအားလုံးပဲကိုယ်စိတ်နှလုံးရှင်ပြုံးကြမ်းမှနိုင်ကြပါစေရှင်။